မြန်မာလူရေးစဉ်အသင်းကောင်းဆောင်ဖြစ်တဲ့မောင်မောင်လွင်ဟာအသင်းတို့ပြန်လဲဝင်ရောက်ကစားသည့်အတွက်အဖွဲ့ချုပ်ထံမှအယူခံစာဝင်ထားတဲ့ဟုသတင်းများသိရှိရမြန်မာလူရေးစဉ်အသင်းကောင်းဆောင်ဖြစ်တဲ့မောင်မောင်လွင်အနေဖြင့်အသင်းမှာအနားယူရန်ဆိုပြီးဆုံးဖြတ်ချက်ပေါ်စိတ်လိုက်မှန်ပါဆုံးဖြတ်ခဲ့မိတဲ့အတောင်းဝန်ခံပြီးတော့အသင်းလိုက်ပြန်ကစားသည့်အတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှဝန်ခံကတိလက်မှတ်ထိုးထားရလို့လည်းသိရပါတယ်။ယနေ့တွင်၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတဆင့်ဖော်ပြလာသည်လို့လည်းသိရပါတယ်။မောင်မောင်လွင်သည်ပြီးခဲ့တဲ့မြန်မာ National League ပွဲစဉ်အပြီးမှာတော့ပွဲကြီးပရိသတ်အမျိုးသမီးတအုပ်ကိုကိုတီလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ်အဖွဲ့ချုပ်ပြစ်ဒဏ်ချခဲ့သည့်လက်ရွေးစဉ်အသင်းနဲ့နှုတ်ထွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်ပြန်လဲပြောကြားလာပြီးဖြစ်တဲ့အတွက်ကြောင့်ခဏတာစိတ်လိုက်မှန်ပါဖြစ်သွားတဲ့အပေါ်နားလည်မှုပေးရန်အမိန့်နဲ့နိုင်ငံအတွက်ပြန်လဲတာဝန်ထမ်းဆောင်လိုကြောင်းကိုကျွန်တော်တို့စာရေးထားတဲ့ကိုလည်းသိရပါတယ်။မောင်မောင်လွင်ရဲ့လူမှုကွန်ရက်စာမျက်နှာအတွင်းမှာလည်းခဏတာစိတ်ခံစားချက်နောက်ကိုလိုင်းမိတာကြောင့်အရင်ကဆုံးဖြတ်ချက်ကိုပါစိတ်လိုက်မှန်ပါချမိတာဖြစ်ပေမဲ့လို့မြန်မာလက်ရေးစဉ်အသင်းကိုကိုစားပြုခဲ့တဲ့ဂုံယူအမျိုးသားအနေနဲ့ဘာမှကိုနှိုင်းယှဉ်စရာမရှိဘူးဆိုတာကတော့အခုကျွန်တော်တို့ဘယ်နှမှာသဘောပေါက်သွားပါပြီလေဒီလိုဂုံယူဝင်ကြောမှုမျိုးဟာဘယ်ရာနဲ့မှအစားထိုးလို့မရနိုင်ပါဘူးလို့ရေးသားတင်ပြထားပါတယ်လက်ရှိတွင်မောင်မောင်လင်းရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်နိုင်ရန်အတွက်မြန်မာနိုင်ငံတော်ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ MNF ထံသို့အယူခံစာကိုတရားဝင်တင်ပြထားပြီးတော့မိမိ၏အခြေအနေနဲ့ဖြစ်စဉ်အပေါ်အယူခံစာကုမ္ပဏီအနေဖြင့်အကောင့်ဆုံးပြန်လည်သုံးသပ်ရန်အတွက်မောင်မောင်လင်းမြစ်တက်ရက်ခံထားတယ်လို့လည်းသိရပါတယ်။မြန်မာလက်ရေးစဉ်အသင်း၏အာမခံပရိသတ်ကလည်း၎င်း၏ဆုံးဖြတ်ချက်ပေါ်နားလည်မှုပေးရန်နဲ့နိုင်ငံကုန်ဆောင်ကစားသမားတအုပ်အနေဖြင့်အသင်းအတွက်ပြန်လည်မြင်တွေ့လိုကြောင်းကိုသတ်မှတ်ချက်နဲ့ပေးလျက်ထားရှိရပါတယ်။အဆိုပါအယူခံလွှာနဲ့ပတ်သက်၍မြန်မာနိုင်ငံတော်ဘောလုံးအဖွဲ့ချုပ်ဖြစ်ကြတဲ့တစုံတရာတုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ရှိမရှိကိုလည်းစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။မောင်မောင်လွင်ဟာပြည်တွင်းမှာဘောလုံးကစားကွင်း6လတွင်အပယ်ခံရပြီးတဲ့နောက်မြန်မာအသင်းကောင်းဆောင်မောင်မောင်လွင်ဟာဘောလုံးအဖွဲ့ချုပ်ကိုမြစ်တာရက်ခံစာတင်ထားတာကြောင့်လူမှုကွန်ရက်မှာတစင်တရက်ဝင်အသိပေးကြေညာခဲ့ပါတယ်။မောင်မောင်လွင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲထိုင်းလီဝန်ကလပ်လန်ဖော်ဝါရီအသင်းနဲ့ပဲတရက်ဝင်လန်ခွဲလိုက်ပြီးဖြစ်တာကြောင့်လန်ဖော်ဝါရီကလည်းထုတ်ပြန်ခဲ့ပါတယ်။ပရိသတ်အားလုံးကလည်းဖြစ်စေချင်တဲ့အတိုင်းပဲမောင်မောင်လွင်မြန်မာအသင်းကိုပြန်ကစားတော့မှာလားမောင်မောင်လွင်အနေနဲ့လည်းပြန်လာချိန်တက်လူငယ်လေးတွေနဲ့အချိန်ပြန်ပေးကစားလိုက်ရင်တော့အနေထားတစ်ခုတည်းတော့ရောက်လာမှာသိကြပါတယ်မန်ယူကိုဂိုးသွင်းပေးခဲ့တဲ့တမိုင်းဝင်အသင်းကောင်းဆောင်ဖြစ်တဲ့မောင်မောင်လွင်မြန်မာလက်ရေးစဉ်မှာပြန်ကန်မှုအယူခံဝင်စာပရိသတ်တွေအခွင့်အရေးကိုတစ်ချိန်ပြန်ပေးကြမှာလားမြန်မာလက်ရေးစဉ်အသင်းကောင်းဆောင်ဖြစ်တဲ့မောင်မောင်လွင်ဟာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကပဲရတနာပုံအသင်းနဲ့ပွဲစဉ်မှာသူ့အပေါ်ဆဲဆိုခဲ့တဲ့ပရိသတ်တအုပ်ကိုတော့စိတ်မထိန်နိုင်ပဲနဲ့တုံ့ပြန်မိရာကနေမြန်မာ National League Company 6လပွဲပဲခံရတဲ့တန်ငွေ330ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။အဆိုပါဖြစ်စဉ်ပြီးမှာတော့မောင်မောင်လွင်ဟာစိတ်လိုက်မှန်ပါနဲ့လက်ရေးစဉ်အသင်းကနေမဲ့အနားယူကိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာမှာ Manchester United ကိုသွင်းခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ကစားသမားတအုပ်အတွက်ရောမြန်မာဘောလုံးအတွက်ကိုပါနှမျောစရာကောင်းတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။လောကရန်တရားရဲ့ရိုက်ချက်တွေနဲ့ပဲမောင်မောင်လွင်ဟာခံခဲ့ရတာကြောင့်နောက်ထပ်မောင်မောင်လွင်အနေနဲ့ဘာတွေဆက်ဖြစ်လာမလဲပြည်သက်တွေကတော့ဘလို့တွေဖြစ်လာမလဲမြန်မာကလပ်ကိုပြန်ရောက်လာမှလားဆိုတာကိုကျွန်တော်တို့ comment အောက်မှာဝင်ရေးပေးခန့်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလို့တော့ဒီလောက်နဲ့ပဲနေကုန်းချက်ကြပါတယ်နောက်ထပ်အားကစားသတင်းအသစ်တွေနဲ့အတူပြန်လာမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့မောင်တနာဝမဲဖြစ်ပါတယ်